ဘုရားသံဃာကိုမဝင်တော့ဘူးပေါ့စိတ်ကကြီးလင်းပြီးတော့တခါနဲ့ရွှင်လန်းတက်ကြွအလုတ်ကနေလောက်ရတာတွေလည်းအရှင်ကြီးအလုတ်လောက်ရတာတွေလည်းကောင်းအကျွေးသမျှလူမြင်သမျှလူတွေကကိုယ်လေးစားကြဘုရားကုံသံဃာကုံဟုတ်လားပဒနာကုံသုံးပါးနမောတတ္တတို့ဒါဒီဘုရားကုံသံဃာကုံနေကြဟုတ်လားကိုဘုဒ္ဓအားရကြရွှင်လာပြီးတော့တွေ့တဲ့မြင်တဲ့သူတွေကသူ့ကိုလှုပ်တဲ့လူကတောင်မှပဲသူ့ကိုလာပြန်ပြီးတော့တောင်းမှရဟုတ်လားကိုဘုဒ္ဓခမညာဖယားကျဲမှမသိလို့ပါဗျာအဲ့ဒီလိုဖယားကျဲမှဒီကျုပ်မြင်လူပါလေရောကျွန်တော်မြေကိုပြရပါမလို့ဘူးကျွန်တော်ဖယားကျဲပြီးပြီဘလို့ကျဲလိုက်တာရှုံနှလုံးသားထဲမှာဖယားကျဲပြီးလာပြီဒါကြောင့်ခမညာမြေတွေလည်းကျုံမလို့တော့ဘူးတဲ့အဒီလိုမလုပ်ပါနဲ့ခမညာရှင်တော့ခမညာကုသိုလ်လုံးမှာကိုတားမိတယ်လို့ဖြစ်တာပြီကျုပ်လည်းကုသိုလ်ရအောင်လှူပါတယ်ဗျာလှူပါတယ်ခင်ဗျားတော့ပြေကုန်ပြီခေါင်းကြီးတွေလည်းရောကုန်လှူပါတယ်ခင်ဗျာဆိုတော့ကဲပါနှလုံးသားမှာလည်းဘုရားကျဲပြီးပြီနော်ခုတဲမယ်ဆိုတဲ့ရည်ရွယ်တာကျဲလိုက်တော့မယ်ဆိုပြီးတော့အပြင်မှာလည်းဘုရားကျဲလိုက်တယ်အဲ့ဒါဘာဖြစ်လို့အပြင်မှာဘုရားကျဲလို့ရတာလဲဟာဘုရားကျဲလိုက်လို့အပြင်မှာအရင်ဘုရားကျဲလို့ရသွားတယ်ဟုတ်လားယရနာထိုင်ယရနာဆိုင်တယ်ဆိုတဲ့လိုမျိုးပေါ့နောက်ဘုရားကတရားကိုတာကိုလည်းကိုယ့်ရဲ့အိမ်နဲ့နှလုံးသားထဲမှာကိန်းဝတ်ထားပြီဆိုလို့ရှိရင်အဲ့ဒါယရနာထိုက်ယရနာထိုက်သွားရင်အပြင်ကပစ္စည်းဥစ္စာတွေရွှေတွေငွေတွေကြောက်တာမလဲများတွေကအော်တို့လာပြီးသားဟုတ်လားယရနာဆိုင်နေဟာဒီကမိမိတို့ရှုပ်ဖတ်နိုင်တဲ့ဘုရားကတရားကိုနာကိုနမောတတ္တရဏဂုံသုံးပါးနောက်ဆက်လေးပစ္စည်းတို့စသဖြင့်ဒီဂုဏ်တော်တွေကိုအမြဲတမ်းရွတ်ဖတ်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုပါတယ်ဗျာရွတ်ဖတ်တဲ့အခါမှာလည်းပဲပါဇက်ကထွက်ရင်ပြီးကောင်းဆိုပြီးတော့ရွတ်ရှုဖို့လိုတာလားဟုတ်ဘူးတရားတရားနဲ့ယုံယုံကြည်ကြည်ပညာတရားနဲ့လေးလေးနက်နက်တတိတရားနဲ့စူးစူးဆိုင်ဆိုင်အယုံပြီးတော့ရှုကြတယ်ဟုတ်လားအဲ့ဒါဘယ်မှာဘုရားကျဲတာလဲနှလုံးသားမှာဘုရားကျဲတာဟုတ်လားလူကြီးတွေရောခလေးတွေရော